နတ်မောက်မင်းဘာမှထမလုံးနဲ့ထိန်လင်းကိုငါတို့စီပေးပြီးကြတဲ့ကဆယ်ကဘာစာလောက်တာဝန်ချေပြီခင်ကြီးညယောက်ျားကိုတေချာချစ်ထားတမီးကလေးခမဲပေးဖို့ရွှေကလေးတပည့်တမှုတောင်အမေအိုစီလက်ဖြတ်တဲ့လူသားနိုင်ငံခေါင်းဆောင်ငမွဲကိုညီးစိတ်ပြက်ချင်ပြက်တမိုင်းကစိတ်မပြက်စေနဲ့ဘိုထွန်းလာခမည်းဆရာကိုကြည့်ပြောအောင်လမ်းဘေးမှာအကျော်ဝင်စားနေတာနှောင်းသူတွေသိရင်မျက်နာမထားတတ်အောင်ရှက်နေရှာအောင်မယ်ဆရာတော်ဦးတော်ပိဒဒီတစ်ခါကြမ်းတမ်းမိလို့ဒီကလေးကိုမရိုက်ပါနဲ့ရရင်ရမရရင်ချဆိုတာတပည့်တော်တို့အတွက်ပါဗျာဥပဝင်းခမည်းညီအငယ်ဆုံးလေးကိုခွင့်လွှတ်ပေးပါဗျာသူပြောခိုင်းတဲ့ရည်စားစကားပြောပေးလိုက်ပါဗျစစ်သားကြီးအသေးကစေးရုံပေါ်မှာခြံခဲ့ရင်ကျွန်တော်တို့ပဲနစ်နာကြရမှာရဲဘော်ကျော်စိန်ခမည်းကားမောင်းရင်တတိကိုငယ်ဒိတ်မှာကပ်မောင်းခမည်းတင်မောင်းလာတာကျွန်တော်တို့ရဲ့အတိတ်ကြီးကျွန်တော်တို့ရဲ့ပစ္စုပန်ကြီးကျွန်တော်တို့ရဲ့အနာဂတ်ကြီးဟဲ့လူပလေရီယန်ရုပ်ရှင်မန်နေဂျာသူ့ဟာသူငါမူတန်းကကြည့်ကြည့်တမတ်တန်းကကြည့်ကြည့်တွားမတားပါနဲ့ဗျဘဝမှာအပန်းဖြေစရာလက်တစ်ဖက်မပြည့်တဲ့သူစိတ်လွတ်ကိုလွတ်ခံစားပါစေဗျာဗိုလ်မှူးကြီးဆူဇူကီတွေ့တယ်မဟုတ်လားခမားကိုလက်ဆွဲနှုတ်ဆက်ရင်းခမားကိုတိုက်သိရင်တိုက်ရမှာပဲလို့ပြောခဲ့တဲ့အညာသားလေးကိုလေအဲ့ဒါလို့တတိအဲ့ဒါလို့စကားကိုတိတ်ချမှတ်ထားနှောင်းမြမာတွေတဲမှာအတီလို့ပြောရတာတကောင်မှမရှိဘူးအမွိုင်းမင်းမြေကို तू နင်းလိုက်တော့တွတ်မသွားဘူးလားအာရှတိုက်ရဲ့ကြဲတလုံးကို2လလောက်ထမ်းထားလိုက်ရတာအခုထိမင်းဂုံယူမဆုံးဘူးမဟုတ်လားဦးစောခမားကိုမေ့ထားပါမယ်ခွင့်လွန်လို့တော့မရသေးဘူးဒါပေမဲ့မပူပါနဲ့ဒီနေ့ခေတ်မှာလဲခမားလိုလူတွေအများကြီးပါမစ္စတာနေလူခမားသူ့ကိုလောင်းကုတ်ကြီးပေးလိုက်တာကျေးဇူးတင်တယ်ဗျာအခုကျွန်တော်တို့မှာအဲ့ဒါကြီးခြုံပြီးနွေးနေရတာဗျပကိုးဆောင်ခမားအခန်းတွေကဂျပိုးတွေကိုမောင်းမထုတ်လိုက်ပါနဲ့စာအုပ်ပုံကြီးကိုရှင်းမပြစ်လိုက်ပါနဲ့မခောက်ရသေးတဲ့အဝတ်တွေတန်းပေါ်မချိတ်လိုက်ပါနဲ့သူစိန်နဲ့မနေခဲ့လို့ကျွန်တော်တို့စိန်နဲ့နေနေရတာမဟုတ်လားညိုညိုစိန်ညီတတလုံးမင်းသမီးလှုပ်ရှားလာ